ကျိုးတို့ပြီးနေကအိမ်ဟောင်းစီပိုးကတော့ခတ်ထားလိုက်စမ်းဒါပေမဲ့အမျိုးသမီးကသူ့ကိုလာဖမ်းတဲ့သူတွေကိုအလွယ်တကူပဲရိုက်ချလိုက်ပါတယ်ဘသူထက်ဆန်းကြည့်ကျင်သေးလဲနေကိုပို့ရမှာတော့မှန်ပါတယ်ဒါပေမဲ့နေကိုတွားရမယ့်သူကငါမဟုတ်ဘူးသူမရဲ့လက်ထဲကပစ္စည်းကိုမြင်တော့ဖခင်ဖြစ်သူလန့်သွားပါတယ်ဒါကဘလို့လို့မင်းစီရောက်ရလဲဒါကအဖွားကိုယ်တိုင်ငါ့ကိုပေးခဲ့တဲ့အိမ်တော်သခင်ကြောက်စိမ့်ပြားလေဒါကဘာကိုကိုစားပြုလဲဆိုတာရှင်တို့မသိတာမဖြစ်နိုင်ပါဘူးပွဲတဲကလူတွေအံ့ကြသွားကြပါတယ်ဒါကကျိုးမိသားစုရဲ့အာနာပိုင်ရှင်ကိုကိုစားပြုတဲ့ကြောက်စိမ့်ပြားလားဒါဆိုကျိုးချင်ချန်ကကျိုးဖွားကြီးကိုယ်တိုင်ရေးချယ်ခဲ့တဲ့အမွေဆက်ခံသူပေါ့ဖခင်ဖြစ်သူကညှင်းဆိုပါတယ်မဖြစ်နိုင်ဘူးဒါတူဖြစ်ရမယ်အမေကငါ့ကိုကြော်ပြီးမင်းကိုဒီကြောက်စိမ့်ပြားတိုက်ရိုက်ပေးခဲ့ဖို့မဖြစ်နိုင်ဘူးဒီကြောက်စိမ့်ပြားကလွန်ခဲ့တဲ့6နှစ်ကလေးကပျောက်သွားခဲ့တာအဲ့ဒီအချိန်ကမင်းကထောင်ထဲမှာလေဘလို့လို့ဒီကြောက်စိမ့်ပြားကိုရနိုင်မှာလဲဒီကြောက်စိမ့်ပြားကအတူပဲဖြစ်ရမယ်အမျိုးသမီးကပြုံးလိုက်ပါတယ်အစ်စ်လားအတူလားဆိုတာစမ်းကြည့်ရင်သိမှာပေါ့လူတိုင်းသိတဲ့အတိုင်းပဲကျိုးမိသားစုရဲ့အာနာပိုင်ရှင်ကိုကိုစားပြုတဲ့ဒီကြောက်စိမ့်ပြားကကျိုးမိသားစုဝင်ရဲ့သွေးကိုပဲစုပ်ယူနိုင်တဲ့တခြားလူတွေရဲ့သွေးကလုံးဝအသုံးမဝင်ဘူးသူမကလက်ကိုဖောက်ပြီးသွေးတစ်ဆက်ချလိုက်ပါတယ်မဖြစ်နိုင်ဘူးဒါမဖြစ်နိုင်ဘူးသွေးဆက်ကကြောက်စိမ့်နဲ့စိတ်ဝင်သွားပြီးကြည့်ရတာသူ့လက်ထဲကကြောက်စိမ့်ပြားကအစ်စ်ပဲအော်ကျိုးကျင်ချန်ကတကယ်ပဲကျိုးဖွားကြီးရေးချယ်ခဲ့တဲ့အမွေဆက်ခံသူအစ်စ်ကိုအမျိုးသမီးကသမီးတုဘက်ကိုလှည့်ကြည့်လိုက်ပါတယ်ကျိုးမင်ကျူးနင်သွေးဆက်ချရဲ့လားအော်မေ့နေတာနင်ကကျိုးမိသားစုရဲ့သွေးသားမှမဟုတ်တာမွေးစားသမီးတယောက်ပဲလေနင့်ရဲ့သွေးကချလိုက်ရင်တောင်စိတ်ဝင်မှာမဟုတ်ဘူးဧည့်သည်တွေကြားထဲမှာပွက်လောညံသွားပါတယ်မင်ကျူးကသမီးတုဖြစ်နေတာကိုဟဲကျိုးမိသားစုလင်များကကိုသွေးသားအရင်ကိုမချစ်ပဲသမီးတုတယောက်ကိုအယိုးထဲဆွဲတဲ့အထိအလိုလိုက်ထားတာပဲဒီအိမ်ကတကယ်ယူနေတာပဲဒါကြောင့်ကျိုးချင်ချန်ကအဲ့ဒီလိုကြမ်းတမ်းတဲ့အလုပ်တွေလုပ်ခဲ့တာမဆန်းပါဘူးငါမိဘတွေသာသမီးတုတယောက်ကိုနတ်သမီးလိုကိုးကွယ်ထားမယ်ဆိုရင်ငါကသူ့ထက်တောင်ပိုပြီးဆိုးဆိုးရွားရွားတောင်းချမ်းပြစ်ဦးမယ်အခြေအနေမကောင်းတော့ဟာကိုမြင်တဲ့ဖခင်ဖြစ်သူကလေတံပြောသွားပါတယ်အာချင်ချန်သမီးလေးကြောက်စိမ့်ပြားကိုထုတ်ပေးလိုက်ပြီးအဖေကိုတောင်းပန်လိုက်ပါအဲ့ဒါဆိုဒီနေ့သမီးလုပ်ခဲ့တဲ့အမားတွေကိုအဖေအပြစ်မယူတော့ဘူးအမျိုးသမီးကခက်နေတဲ့ရဲလိုက်ပါတယ်ရှင်ကလွန်ခဲ့တဲ့6နှစ်ကလိုမျိုးကျမကိုဆက်ဆံကျင်နေတော့ပဲလားဒါပေမဲ့ကျမကလွန်ခဲ့တဲ့6နှစ်ကလူမဟုတ်တော့ဘူးဒေါသထွက်သွားတဲ့ဖခင်ကအော်လိုက်ပါတယ်မင်းကတိုင်းကွက်နင်းနေပါတထားယုံနဲ့ကဘာကြီးကိုပြောင်းပြန်လည်နိုင်ပြီလို့မထင်တဲ့လူတွေသူ့ကိုဖမ်းကြဆန်းအဲ့ဒီအချိန်မှာပဲအတန်သားစာပါတဲ့ယောကြားတစ်ယောက်ရဲ့အတန်ထွက်ပေါ်လာပါတယ်သူ့ကိုဘသူထိရဲလဲမင်း